Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကစ်ပဲဖြစ်ပါတယ်ကာဒီလုံးနဲ့ချောင်းကန်ကိုကာငယ်စတာကစ်ကိုကစ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘယ်လိုပြော reaction လုပ်ပေးမှာတော့ဒီကျွန်တော်တို့ရဲ့ဆောင်းကန်းနာမည်ကြီးဆောင်းကန်းကြိုက်ခဲ့တဲ့stream မာကြီးပေါ့နော်ကိုရှိုင်းလေးပေါ့အဲကိုရှိုင်းလေးရဲ့ကိုရှိုင်းလေးကျွန်တော်တို့ငယ်တဲ့ဆောင်းကန်းကြိုက်ခဲ့တဲ့ပူပူဆိုတဲ့မပူပူပေါ့ဗျာပူပူတဲ့ဒါမလေးထဲတုံတော့ဆင်းပြီးတော့မပူပူရဲ့interview ပုံစံ guest လုပ်ထားတဲ့ဟာလေးကိုကျွန်တော်တို့ reaction လုပ်မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးတခြားကြီးစရာပေါက်ပန်းစီစောက်တလွဲဟာသားလေးတွေစောက်တလွဲအဲ့ဒါလေးတော့ဘာမှဖြစ်ပါဗျာနော်ဘာဖြစ်အဲ့ကြောင့်မို့တခြားကြီးစရာပေါက်ပန်းစီဟာသားလေးစောက်တလွဲဟာသားလေးကကျွန်တော်လုပ်မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဆိုအချိန်မဆွဲပဲ let's go ဒါလေးကတော့ဒါဘယ်လိုပြောပြမလဲဒီတခိုးကလူပြန်ဟစ်တာပေါ့နော်တခိုးကလူပြန်ဟစ်တာပြီးတော့ဒီမနေ့အကျွေးလေးဘယ်တော့ဆက်မှလည်းမသိတဲ့ဟိုမှာဆက် emoji လေးနဲ့မျက်ရည်လေးဝဲမာသေးဘူးရောက်စောက်ကြောတင်းတာနော်စောက်ကြောတင်းတာနော်တမရပတ်ဆက်လေယူသေးတယ်မာသေးတယ်မစောက်ကြောတင်းတာရောက်ပြီဒါဘယ်လိုပြောရမလဲဒီအောင်ကြတော့အောက်မှာလည်းနေသေးတယ်ကြောက်ပီတာလည်းနေသေးတယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်ဒါလို့ဗါတဲ့အကျွေးလေးဘယ်တော့ဆက်မလဲမသိတဲ့မာသေးဘူးတဲ့ရောက်ငါတို့ကောင်ဖော်လာလေးထဲမှာလည်းအဲ့လိုကောင်တွေတက်ရှိသိလားအဲ့လိုကောင်တွေတက်ကိုရှိရနော်မင်းသိလားဟင်ဟိုကနေစိုက်မှုကြီးတနာပါလေဒီကွာကြည့်ပါဒါကြတော့ ChatGPT ပေါ့နော် ChatGPT ကနေပြီးတော့ ChatGPT ကျွန်တော်မေးလို့ရမေးမသိတာဘာမှမရှိတဲ့ ChatGPT ပဲဖြစ်ပါတယ်ပေါ့နော်သူ့ကိုမေးထားတာပါယောက်ျားလေးအများစုရဲ့နောင်တပါလေတဲ့မန်ယူအားပေးမိတာလို့ပြောကြတယ်တဲ့ရောက်ပြီမန်ယူအားပေးမိတာဆိုပါလားရောက်ပြီယောက်ျားလေးအများစုရဲ့ဟာနောင်တပါလေတဲ့မန်ယူအားပေးမိလို့ပြောကြတယ်တဲ့ရောက်ပြီသွားရှုလို့ရောက်နော်ရောက်ပြီမန်ယူအားပေးမိတာလည်းရောက်ချက် GPT နော်ရောက်စောက်တလို့အမှန်တရားတွေသိလာပြီနော်ရောက်မန်ယူမင်းတို့မန်ယူအားတော့ပြောနေဟိုတလောကပဲဟိုနေ့ကစားဟော်တယ်ပေါ့မန်ယူနိုင်သွားတယ်ဟုတ်တယ်နော်မင်းတို့အဲ့လိုမပြောနဲ့အဲ့လိုမပြောသင်ဟုတ်ပြီနော်အဲ့လိုမပြောသင်ဒါမန်ယူကငါတို့ရဲ့ဘယ်လိုပြောမလဲ bit ဘယ်လိုပြောမလဲကွာမသိတော့ဘူးကွာကျုပ်တယ်ဒါကြတော့ဒါလေးကြတော့ဘယ်လိုပြောမလဲမေပါဟိုကမန်ကိုတဲ့9000လောက်လွှဲပေးလို့ရမလားတဲ့အရေးကြီးနေလို့တဲ့ကိုရဲတဲ့ချစ်ပြောပူပါတယ်တဲ့ချစ်မှာပိုင်စင်တာဆိုလို့ကိုရဲရှိတာတဲ့哎呦我的妈！打ယောက်ျားလေးတွေမဟုတ်တော့မိန်းကလေးကပါတကွက်ပြသွားတာရောက်ပြီသူရှေ့ဆက်တိုးရမလို့အလင်ပါပဲနေရမဆက်ငယ်နဲ့ရောက်ပြီကြည့်ပါပါလောကအမအပိုင်းတက်စသိန်းဆိုအဲ့ဒါပြောတာရောက်ဟောတကွက်ပဲပြန်ကြလိုက်ကြတော့ပါကိုတဲ့9000လောက်လွှတ်ပေးလို့ရမလားတဲ့အရေးကြီးနေလို့တဲ့ကိုရဲတဲ့ချစ်ပြောဦးပါတယ်တဲ့ချစ်မှာပိုင်ဆိုင်တာဆိုလို့ကိုပဲရှိတာတဲ့ရောက်ပြီစားတာရောက်ပြီမိကွင်းရစားတာတော့ပုံဖြေတိုင်းရစားတာချစ်မှာပိုင်ဆိုင်တာဆိုလို့ကိုပဲရှိတာတဲ့ရောက်ပြီသွားချုပ်လို့မရဘူးနော်ရောက်ဒီဗီဒီယိုလေးကတော့ဒါအဝါစား9000ဆိုတဲ့ခေါင်းစဉ်လေးတော့ကျွန်တော်ပေးထားပါတယ်အဝါစား9000တော့3000ဗီဒီယိုလေးကြည့်လိုက်ဟုတ်ပြီနော်နိုင်နေချင်မယ်နော်โอเคHey Belly Belly ဘယ်လောက်ပေးရမှာတော့လောက်ပေးမှာတော့ရောက်အတကြီးကစားတာအဝါစား3000နဲ့ရောက်အဝါစား3000ဆိုပါလားရောက်ပြီပြန် Hey Belly Belly ဘယ်လောက်ပေးရမှာတော့လောက်ပေးမှာတော့ရှေ့ဟာရဘလောက်တော့ရှေ့ဟာရဘလောက်တော့ရှေ့ဟာ free ရဒီတော့လာတာရပါအဝါစား3000နဲ့ရှေ့ဟာကြီးကဘယ်လောက်လဲဆိုပါ तू ကအစီပိတ်တော်နဲ့9000နဲ့ရောက်မင်းတို့စားချင်တဲ့ကောင်တွေနော်ရောက်ဈေးတန်လေးနဲ့ရမယ်နော်နောက်ကဟာလေးကအဝါစားတာနော်အဝါစားကို3000ပဲပေးရမှာအဝါစား3000နောက်ကရှေ့ဟာကြီးတော့ဗာအစီပိတ်တော်နည်းနည်း9000ပေးရမယ်တဲ့ emotional damage ရောက်ကြီးတောက်ချိုးတင်းတာရောက်ကြီးကိုလေးကြတော့ဗာဘယ်လိုပြောရမလဲဒါကျွန်တော်တို့ဘီသမားတို့ဘီမှုတ်တဲ့သူတွေပေါ့နော်ဘီမှုတ်တဲ့သူတွေရဲ့စကေးကိုအောက်ကဒါလူတိုင်းသိမယ်ထင်ပါတယ်ကျွန်တော်တို့ခယူဝိုင်းလေးဆောင်းချစ်ဖို့ကောင်းတဲ့ခယူဝိုင်းလေးဆောင်းချစ်ဖို့ကောင်းတဲ့ခယူဝိုင်းလေးရဲ့ဒီစကေးကိုလေတစ်ချက်ကြည့်လိုက်ပါဦးဗျာဟုတ်နော် sorry
ရောက်မိုက်တယ်နော်ရောက်မိုက်တယ်နော်ရောက် ကိုချောတဲ့ပြုံးမဲ့သိကြပဲအချစ်ကလည်းလုံးနေတော့ဘာမှဖြစ်နေချေ ရောက်သွားရှုပ်လို့မရောက်တော့ရောက်စကေးရမိုက်တယ်နော်ရောက် စာနာဖုန်းချစ်တဲ့ချင်ပါတယ်ကိုလေးစိတ်နဲ့ချလို့လာလောင်းနေတာပြန်မသွားနဲ့အပိတတူချူလေးစိတ်ကြီးရမယ်ကလေးခွန်နာအပြည့် ဒါကျွန်တော်ရဲ့ Q1 လေးကအဲ့ဗီဒီယိုလေးတွေ့ပြီးတော့သူပါအဲ့လိုမျိုး like trend join တာပေါ့ဗျာနော် sound join တာနော်ကျွန်တော်ပြမယ်နော်ကြည့်တော့ trend join လိုက်ရစားရရ အမေဆိုတော့ဆက်ရအောင်ရှော့ဆို ရရှင်လာတူမ ဟဲ့တူတယ်ပူကူတူတယ်ရောက်ပြီစားတာရောက်ပြီရစကေးရပါပြ 哎呦我的妈！ ရောက်ပြီစားတာရောက်ပြီသူများရဲ့ဘီစကေးနဲ့ငါရဲ့ဘီစကေးဆိုတော့အဲ့ဒါပြောနော်ဘီစကေးရတော့ရှုပ်လို့မရဘူးဟုတ်တယ်နော်ကဲဟုတ်ပြီဒါဒီဗီဒီယိုလေးကတော့ဘယ်လိုလဲကိုချိုင်းလေးနဲ့မပူပူရဲ့စကားပြောထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါပဲဗီဒီယိုလေးအဲ့ဒါလေးကိုတစ်ချက်ရှိုးလိုက်အောင် let's go ဆိုတော့သတင်းကြောမီးထုံးပွဲတော့ဟုတ်လားနော်သတင်းကြောမှာအကုန်လုံးကမလုပ်ကြမီးထုံးပြီးတော့ခုနကဟွားပါလို့ ကြီးကိုကြော့တယ်မဖို့တောင်းတယ် ကဲခေါ်လာမယ် ရမင်းတို့ကိုချိုင်းလေးယူအဲ့ဒါတော့ဆောင်းရလိုက်တာတော့ရပြီကိုချိုင်းလေးတင်ခနုတ်ပတ်တိညင်ရတော့နော်စကားဘလို့ထည့်ပြီးဘလို့ပြန်ထွန်ရမလဲဆိုတော့မင်းကိုချိုင်းလေးရတာမင်းစိတ်ရတစုပဲရောက်သွားရှုပ်လို့မရောက်တော့ဘူးပြန်ရှိုးလိုက် ဆိုတော့သတင်းကြောမီးထုံးပွဲတော့ဟုတ်လားနော်သတင်းကြောမှာအကုန်လုံးကမလုပ်ကြ ပြီးတော့လေမီးထုံးပြီးတော့ခုနကဟွားပါလို့ ကြီးကိုကြော့တယ်မဖို့တောင်းတယ် ကဲခေါ်လာမယ် ရရစားလာရရ ကဲလက်ဆောင်ဒီလူကြီးတော့ကြမှာ တွေ့လားမင်းကို မလွယ်တဲ့ကောင်လေး ကိုချိုင်းလေးမင်းစောင်းနေမှာကြအဲ့ဒါမင်းသူ့ reaction လုပ်ပြီးဆိုလဲမင်းငါ့ဦးတဲ့10တော့10တော့အစားတရသွားတယ်ကွာခုစောင်းနေမကြီးနဲ့ဗညာတော့ဘာလို့လဲတခြားစီအောင်ဟိုစော်ကားတာမဟုတ်တော့ကျွန်တော်ပြောတာမင်းကိုချိုင်းလေးရဲ့မစ္စကေးရသွားချုပ်လို့မရဘူးနော်ဟုတ်ပြီ ကဲတော့သတင်းကြောကတော့ပြောပါလေ မဖို့ကေဘေးကချက်ကို9000ဒီလွှဲလိုက်မယ် ကဲလာအားလုံးမလုပ်မယ် တကယ်ကြီးရောက်တကယ်ကြီးကတော့လာရောက်ပြီ ကဲနော်အားလုံးလိုက်ဆိုနော်ငငယ်လေးကနေရေရန်ကြည့်ပွဲကဖီးရတဲ့သတင်းတွေဆိုပေးတယ်ပဲ 哎呦我的妈！ ရေရဲကနေပါအမြဲကြေကိုရပြီးရတဲ့တခြင်းတွေစူပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါပဲကိုရှိုင်းလေးဆိုတာဒါကိုပြောတာကိုရှိုင်းလေးဆိုတာဒါကိုပြောတာဟုတ်တယ်နော် အားမလွယ်တဲ့ကောင်โอเค မဟုတ်ရ မင်းတို့လိုက်ကြတော့နော်ဟဲ့အောင်လေမင်းတို့အကြီးရောဟုတ်လားမင်းတို့ငငယ်တော့တချင်းနေနဲ့ငိုခဲ့ဦးတဲ့ဆိုရင်မင်းတို့လိုက်ကြတော့ဟုတ်လား ကျမတို့ကချင်းကိုလိုပါ ဟုတ်လားမင်းတို့ငိုခဲ့ဦးတဲ့ဆိုရင်မင်းတို့လိုက်ကြတော့ဟုတ်လားမင်းတို့အမ်ထောင်းလေနော်ဟုတ်စားပြီ ဒါကမှ3000 အေး နော်ဟုတ်ပဲကော တယောက်သုံးတော့ ကဲကျေးဇူးပါလေ ဟုတ်နော်မင်းတို့အဲ့ဒါဘယ်လိုပြောပြမလဲဒါကိုချိုင်းလေးကိုဆောင်းတူနေဘာလို့ဆိုမင်းစကားတစ်ခုလုံးလုပ်ပြီးတော့သူ့တို့စားပေါက်ကကျင်းနေကြတယ်စားပေါက်ကတင်းနေကျင်းနေကြတယ်ဘာမှမကြမ်းပဲကိုချိုင်းလေးမလုပ်ဘူးမင်းတို့သိလားဘာလဲစကားကိုတော့အစပြောသွားတာပါဟောတရင်ကျုံမှာလူကြီးတို့ဘာလုပ်လဲကြော့ရည်ပိုးွားကြော့ရည်ဟုတ်ပြီကြော့မယ်ရှင်းရှင်းပဲနော်စားတာမိုးရနေတယ်ရောက်ပြီ ပြေးလိုက်မယ်နော် မဖို့ ကြာလာမလို့ဆက်ရှစ်